ကမ္ဘာလူဦးရေအထူထပ်ဆုံးထိပ်သီး9နိုင်ငံလူဦးရေ10ဘီလီယံကျော်ရှိတဲ့ဒီကမ္ဘာကြီးပေါ်မှာဘယ်နိုင်ငံတွေကလူအများဆုံးလဲဆိုတာသင်သိပါသလားဒါဆိုရင်လူဦးရေအထူထပ်ဆုံးနိုင်ငံ9နိုင်ငံကိုအခုပဲကြည့်လိုက်ရအောင်နံပါတ်5ကတော့ပါကစ္စတန်ပါလူဦးရေ259တန်းကျော်ရှိပြီးလူဦးရေတိုးနှုန်းအယမ်းမြန်တဲ့နိုင်ငံတစ်ခုပါနောက်10စုနှစ်အနည်းငယ်အတွင်းမှာအဆင့်ဒီထက်မကတက်လာဖို့ရှိနေပါတယ်နံပါတ်4ကတော့ကျွန်းစုပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့အင်ဒိုနီးရှားပါလူဦးရေ289တန်းကျော်ရှိပါတယ်ထူးခြားတာကကမ္ဘာအကြီးဆုံးမွတ်စလင်လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်နံပါတ်3နေရာမှာတော့အင်အားကြီးနိုင်ငံအမေရိကန်ပါလူဦးရေ349တန်းကျော်ရှိပါတယ်ရှိကနှစ်နိုင်ငံနဲ့ကွာခြားချက်ကတော့အမေရိကန်ရဲ့လူဦးရေတိုးနှုန်းဟာပြည်ပကပြောင်းရွှေ့အခြေချသူတွေအပေါ်မှာအများကြီးမူတည်နေတာပဲဖြစ်ပါတယ်ဆယ်စုနှစ်ပေါင်းများစွာနံပါတ်1နေရာမှာရှိခဲ့တဲ့တရုတ်နိုင်ငံကတော့အခုနံပါတ်2ကိုရောက်သွားပါပြီလူဦးရေ1.4ဘီလီယံရှိပေမဲ့မွေးဖွားနှုန်းကျဆင်းလာတာကြောင့်လူဦးရေစတင်လျော့နီးလာတဲ့အခြေအနေမှာရှိနေပါတယ်လက်ရှိကမ္ဘာချန်ပီယံကတော့အိန္ဒိယပါလူဦးရေ1.4ဘီလီယံကျော်နဲ့ထိပ်ဆုံးကပြေးနေပါတယ်အံ့ဩဖို့ကောင်းတာကအိန္ဒိယလူဦးရေရဲ့ထက်ဝက်ကျော်ဟာအသက်25နှစ်အောက်လူငယ်တွေဖြစ်နေတာပါပဲဒီနိုင်ငံတွေထဲမှာတင်ရောဘယ်နိုင်ငံကိုအလေသွားခြင်းလဲကိုမှတ်မှာရေးပြီးခဲ့ပါဦး